မင်္ဂလာပါပရီးမီးယားလိပွဲစဉ်38ဒီရာသီရဲ့နောက်ဆုံးပွဲစဉ်ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာအာတီတာပြောသွားတာတွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာနှစ်ပိုင်းခွဲပြီးပြောလို့ရပါတယ်ပထမအပိုင်းကတော့လက်ရှိအသင်းရဲ့ဖြစ်နေတဲ့အနေအထားတွေဘောလုံးသမားတွေနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့ဗျာ injury အနေအထားတို့ဘာလို့ညာတို့အဲ့ဒါတွေကိုသူပြောသွားတယ်နောက်ထပ်တစ်ပိုင်းကတော့သူ့ရဲ့အတွေးအမြင်သူ့ရဲ့ယာတူပြီးတော့ဘောလုံးအသင်းရဲ့ manager တယောက်အနေနဲ့ဘာတွေရင်ဆိုင်ရနိုင်ခြေရှိတယ်ဆိုတာကိုသူပြောသွားတာတွေကိုကျွန်တော်တို့တွေ့ရတယ်။တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်ကမှတ်ချက်ပေးခြင်းနဲ့တောက်လျှောက်ဖိအားများတဲ့ယာတီတစ်ခုကိုကြုံလာရတယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့လေဒီအချိန်မှာတော့ဘယ်လိုအကြောင်းနေကြောင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်ထပ်ပြီးမပြောတော့ဘူးပြောတာလည်းများနေပြီ။အခုချိန်မှာတော့အာတီတာလည်းအတိုင်းအတာတစ်ခုထိတည်ငြိမ်သွားပြီဆိုတာကိုတော့ကျွန်တော်ပြန်ပြီးတော့သတိထားမိပါတယ်။အာတီတာနဲ့ပတ်သက်ရင်သူ့ရဲ့စကားပြောတဲ့ဆိုတဲ့ပုံစံကတော်တော်လေး smooth ဖြစ်တဲ့အထက်မှာပါတယ်။ဘောင်ကျော်တာတွေမရှိဘူး။နာမည်တွေကျွံထွက်သွားတာမရှိဘူး။ပြိုင်မက်အသင်းတွေကို mention တာတွေမရှိဘူး။စသဖြင့်400တီ500တီလောက်အာတီတာရဲ့တော်တော်လေး stable ဖြစ်တဲ့ style ကိုကျွန်တော်တို့ကမြင်ခဲ့ရတာ။ဒီရာသီမှာတော့Chelsea နဲ့ပွဲပေါ့လေဟိုပထမအကြော့ Chelsea နဲ့ပွဲစဉ်မှာကစလို့တခြားသင်းနာမည်ကို mention လုပ်တာလေးတွေကျွန်တော်မြင်ရတယ်ဒီလိုအခြေအနေလေးတွေကြုံလာတယ်တဖြည်းဖြည်းနဲ့ဒဏ်ရာပြဿနာကြောင့်ပဲဖြစ်ဖြစ်တခြားဘာကြောင့်ပဲဖြစ်ဖြစ်ဗျာသူ့အနေနဲ့စိတ်ဖိအားများလာတဲ့အခါမှာစကားပြောတာဆိုတာလေးတွေမှာနည်းနည်းလေးအစွန်းထွက်လေးတွေရှိလာတယ်ဒါကလွန်ခဲ့တဲ့ရာသီတွေမှာတော့တော်တော်လေး smart တကျပြောနိုင်ခဲ့တဲ့လူတစ်ယောက်စီကနေကြုံရတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ထူးဆန်းသလိုဖြစ်တယ်ပြိုင်မက်တွေကလည်းဟာတာတွေပါလောက်ကြတယ်သို့တော့အာတီတာဒီနောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ပြန်ပြီးတော့တည်တည်ငြိမ်ငြိမ်ရှိသွားတာကိုကျွန်တော်မြင်ရတယ်ရည်စရာကောင်းတာလေးတစ်ခုနဲ့ထုတ်နှုတ်ပြီးပြောရမယ်ဆိုလို့ရှိရင်နောက်ရာသီအတွက်မေးတော့ကျွန်တော်စိတ်လှုပ်ရှားပါတယ်ရင်ဆိုင်ရမယ့်ကိစ္စတွေလည်းရှိပါတယ်သို့တော့လောလောဆယ်တော့ကျွန်တော်နားပြစီအောင်ဆိုပြီးတော့သူပြန်ပြီးတော့ပြောသွားပါတယ်ဆိုတော့ကိုပြန်ပြီး handle လုပ်သွားနိုင်ပြီးသို့မဟုတ် handle လုပ်နိုင်စားပြုတ်ပြီးလို့တော့ကျွန်တော်တို့မှတ်ချက်ချလို့ရပါတယ်ဒီကြောင်းလေးတွေကိုအသေးစိတ်သွားလိုက်ရအောင်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကစပါမယ်ဝီလီယံဆာလီဘာကရသက်တပတ်အနည်းငယ်အနားယူရမယ်ဆိုပြီးတော့သူအတီးပြုတ်ပေးခဲ့တယ်ဂျူရီယန်တင်မာရဲ့ surgery ခွဲစိတ်ကုသမှုပေါ့လေအဲ့ဒီအကြောင်းကိုလည်းသူအတီးပြုတ်ပေးခဲ့တယ်အဲ့ဒီနောက်မှာတော့ပါတီနဲ့ပတ်သက်ပြီးတော့လည်းသူအသင်းမှာဆက်ရှိနေစေခြင်းနဲ့ player ဖြစ်တယ်ဆိုတာကိုအတိအလင်းပြောသွားခဲ့တယ်နောက်တစ်ချက်ကတော့အပြောင်းရွှေ့ဈေးကွက်မှာ Rodrigo နဲ့ပတ်သက်ပြီးတော့သတင်းတော့က direct ကိုမေးတာပါ Rodrigo ရဲ့နာမည်ကိုဖော်ပြီးတော့ကိုသူ့ကိုမေးတာထုံးစံတိုင်းပဲအာတီတာကဒီလိုမျိုး mention မလုပ်ချင်ဘူးဒါပေမဲ့အသင်းမှာ fire power ဂိုးသွင်းအားပေါ့လေဂိုးသွင်းအားလိုတယ်အကောင်းဆုံးအသင်းတွေကအကောင်းဆုံးကစားသမားတွေကိုပိုင်ဆိုင်ထားကြတာဖြစ်တယ်ဒါကြောင့်မလို့အဖက်ဖက်မှာပို့ပြီးတိုးတက်လာတဲ့ကစားသမားတွေလိုတယ်ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေကိုလက်ရှိကစားသမားတွေရဲ့ performance ကနေပြီးတော့ရင်မကပဲလူသစ်တွေလိုတယ်ဆိုတဲ့အကြောင်းကိုသူပုံမှန်လင်းလင်းပြောသွားတယ်ပြီးတော့ Andrea Bata နဲ့ပတ်သက်ပြီးတော့လည်းတည်တည်ချာချာလေးချီးကျူးသွားတယ်ပြောပုံဆိုပုံတွေကိုကြည့်ရတာတော့လွန်ခဲ့တဲ့ရက်တွေတုန်းကကျွန်တော်တို့စိုးရင်ပြီးစဉ်းစားခဲ့တဲ့အရာတွေကနည်းနည်း skip မယ်ဆိုရင် skip လို့ရတဲ့အချက်လေးတွေပါပါတယ်ဒါကသတင်းစာရှင်းလင်းပွဲတစ်ခုကနေမယ်ကျွန်တော်နားထောင်ရင်တွေးမိတာပါသူ့ပုံစံကိုကြည့်ရတာစိတ်အေးလက်အေးပြန်ဖြစ်လာတာကိုတော့တိတိတသာမြင်ရပါတယ်ပြီးတော့မနေ့က Tottenham Hotspur နဲ့ Son Heung-min ကိုအားပေးခဲ့ကြတဲ့လူတွေတော်တော်များများရှိပါလိမ့်မယ်ကျွန်တော်လည်းအပါဝင်ပါပဲပထမ reason ကတော့ကျွန်တော်တို့ရဲ့တကယ်အိမ်နီးချင်းဖြစ်တဲ့ Manchester United ပေါ့လေ United ပရိသတ်တွေဝင်းရံပြီးနေရတဲ့ကျွန်တော်တို့ကိုကာဝယ်တာလို့ကျွန်တော်ပြောခဲ့တယ်ဒါကတော့အပျော်သဘောပါနောက်တစ်ချက်ကတော့ North London မှာတခြားအသင်းအောင်မြင်မှုက Arsenal ကိုလည်းတနည်းအားဖြင့်တော့တရားမှုရှိမယ်လို့ယူဆရတဲ့အတွက်ကြောင့်သူတို့ကိုလည်းစိတ်ဒုက္ခခံစားစေခြင်းလို့စပါအသင်းကိုနိုင်စေခြင်းခဲ့တာပါဒီအကြောင်းကိုကျွန်တော်မနေ့ကလည်းပြောခဲ့ပါတယ်အဲ့ဒီအချက်ကိုသတင်းနောက်ကလည်းအာတီတာကိုမေးခဲ့ပါတယ်ဒီနေရာမှာအာတီတာကစပါအသင်းကိုဂုဏ်ပြုပြီးတော့သူတို့လှုပ်ရှားရှိတာတွေအကောင်းဆုံးလုပ်သွားနိုင်တဲ့သူတွေဖြစ်တယ်ယူရိုပါလိရဲ့ချန်ပီယံတွေဖြစ်တယ်ဆိုပြီးတော့ချီးကျူးစရာရှိတာကိုရှင်းရှင်းလင်းလင်းချီးကျူးရတယ်ဘယ်အသင်းကပိုကောင်းတဲ့ယာတီကိုပိုင်ဆိုင်ခဲ့တယ်လဲဆိုတဲ့အပေါ်မှာတော့သူအဖြေမပေးခဲ့ဘူးဒါမျိုးတွေကို compare လုပ်ရတာမကြိုက်ဘူးဆိုပြီးတော့ပဲပြန်ဖြေပေးခဲ့ပါတယ်ကျွန်တော်ထင်တယ်လွန်ခဲ့တဲ့2ပတ်လောက်က mood မျိုးနဲ့ဆိုလို့ရှိရင်အာဒီတာတစ်ခုခုဖြေကောင်းဖြေအောင်ပါသို့တော့အခုချိန်မှာတော့ကွဲပြားတဲ့အာဒီတာကိုကျွန်တော်မြင်ရပါတယ်ဆိုတော့ဘောလုံးနဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်တို့အဲ့မှာထားလိုက်ကြရအောင်တခြားဆက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အမေးဖြေလေးတွေဒီနေ့သတင်းစာရှင်းလင်းပွဲမှာရှိပါတယ်အဲ့အကြောင်းလေးဆက်ပြီးသွားလိုက်ကြရအောင်ဒီရက်ပိုင်းမှာအားလုံးပြောနေတဲ့ကိစ္စကတော့
စုဖလားတွေမရရင်အာဒီတာကိုအနာပေးသင့်ပြီးတခြားတစ်ယောက်နဲ့ဆက်ပြီးသွားသင့်ပြီးအာဒီတာအတွက်လက်ရှိနှစ်တွေကလုံလောက်နေပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဘယ်ဟာကိုပဲခေါင်းစဉ်တက် squad rotation အကြောင်းပဲပြောကစားသမားခေါ်ယူမှုအကြောင်းပဲပြောနောက်ဆုံးတော့အာဒီတာဖလားမယူပေးနိုင်ရင်သွားတော့ဆိုတဲ့အချက်ပေါ်မှာပဲကျွန်တော်တို့တွေတဲပြီးဆွေးနွေးပြခဲ့တာများပါတယ်။ဒီနေ့မှာအာဒီတာကအဲ့ဒီအကြောင်းကိုပါတည်တည်ချာချာရှင်းပြပါပါတယ်။ Football ဟာ binary ပဲအောင်မြင်မှုနဲ့ကြာရှုံးမှုကြားထဲမှာ0နဲ့1လို့ပဲဆိုတဲ့အချက်ကိုအာဒီတာကတည်တည်ချာချာလေးကိုဆွေးနွေးသွားပါတယ်။သူကဒီအဆိုကိုယာနှုံးပြေလက်ခံတယ်ပြီးတော့အောင်မြင်မှုဆိုတာစင်ဆက်မပြတ်မလုပ်နိုင်လို့ရှိရင်ထားခဲ့ပြီးထွက်သွားရမှာပဲဆိုတာကိုပါရှင်းရှင်းလင်းလင်းသူဖြေသွားခဲ့ပါတယ်။သူ့အနေနဲ့စူဖလားတွေတကယ်ယူပေးမှရတော့မယ့်အခြေအနေဖြစ်နေပြီးဖလားမယူပေးနိုင်လို့ရှိရင်သူ့ရဲ့အနာဂတ်မရှိဘူးဆိုတာကိုကောင်းကောင်းသူသဘောပေါက်ထားပါတယ်။ဒါအပြင်တစ်နှစ်လောက်ဖလားယူပေးုံနဲ့လည်းတစ်သက်လုံးနေလို့မရဘူး။ဒီနှစ်မှာဒါလုံးနိုင်ပြီးနောက်နှစ်မလုံးနိုင်လို့ရှိရင်အားလုံးထားခဲ့ပြီးတော့သွားရမယ်ဆိုတဲ့အကြောင်းကိုလည်းသူကောင်းကောင်းလေးသိပါတယ်။အဲ့ဒါကို PSG နဲ့ Inter Milan အသင်းတို့ကစားမဲ့ Champions League Final နဲ့ခိုင်းနှိုင်းပြီးတော့လည်းသူပြောရပါတယ်။ဆိုတော့ကျွန်တော်တို့တွေအသေးအံဆွေးနွေးနေတဲ့ကိစ္စကသူတို့ဘက်မှာလည်း issue တစ်ခုဖြစ်ပါတယ်။ Arteta အနေနဲ့နောက်ရာသီမှာသူဘာလုပ်ရမယ်ဆိုတာကိုကောင်းကောင်းနားလည်ထားတယ်။ရှင်းရှင်းလင်းလင်းသိထားတယ်ဆိုတာကိုဒီနေရာကနေမြင်ရပါတယ်။ကျွန်တော်ကတော့ Arteta ကိုဖလားရဖို့အချိန်တန်ပြီလို့ယူဆတာကတစ်ပိုင်းအဲ့ဒီလိုမျိုး binary ဖြစ်နေတယ်လို့တော့ကျွန်တော်အရန်ကြီးမပြောချင်ဘူးဗျ။စီးပွားရေးနဲ့အားကစားဆက်နွယ်သွားတဲ့အချိန်မှာတော့ဒါမျိုးတွေကပို့ပြီးတော့ရှေ့ရောက်လာတာဆိုပေမဲ့တချို့အပိုင်းတွေမှာလည်းအနှစ်သာရနဲ့ချိတ်ဆက်ပြီးသွားရမယ့်ကိစ္စတွေရှိပါတယ်။တကယ်လို့သာဖလားတစ်ခုတည်းနဲ့ပဲအာဒီတာရဲ့အနေအထားကိုတိုက်တာခဲ့မယ်ဆိုလို့ရှိရင်သူအစောကြီးရထွက်သွားမှာပေါ့။သူ့အနေနဲ့အသင်းကိုတိစောက်ပေးခဲ့တာတွေအနှစ်သာရဖော်ဆောင်မှုပိုင်းတွေမှာအဆင်ပြေခဲ့တာတွေအများကြီးရှိပါတယ်။အခုလက်ရှိအချိန်မှာတော့ကြံတဲ့ကိစ္စတွေကပြီးမြောက်သွားပြီသို့မဟုတ်ပြည့်စုံလူနီးပါးဖြစ်သွားပြီမို့လို့စူဖလားအကြောင်းကိုပဲ UTV ပြောခဲ့တာဆိုပေမဲ့အဲ့ဒီလိုကြီး0မဟုတ်ရင်1ဆိုတဲ့ binary သဘောတရားမျိုးကိုတော့ကျွန်တော်အရင်ကြီးလက်မခံပါဘူးဖြူရင်ဖြူမဖြူရင်မဲဆိုတာကဘောလုံးအားကစားမှာမဟုတ်ဘူးဘယ်ကိစ္စမှာမဆိုအရင်ကြီးမှန်နေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အာဒီတာကဒီကိစ္စမှာရလက်ပေါ်မှာပဲမူတည်ပြီးတော့ဆုံးဖြတ်သွားမယ်ဆိုတာကိုအတိအကျထောက်ခံသွားခဲ့တယ်ဒါကတော့လက်ရှိအချိန်မှာသူ့အပေါ်မှာရှိနေတဲ့ PR တွေသူ့အပေါ်မှာမြင်နေတဲ့ perspective တွေကိုမူတည်ပြီးတော့ဖြည့်သွားတာပါတစ်ဖက်ကပြန်လှည့်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်တော့သူရောက်ရှိနေတဲ့နေရာသူရက်တည်နေရတဲ့အခြေအနေကို reflect ဖြစ်နေတယ်ရောင်ပြန်ဟပ်နေတယ်လို့တော့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့တွေအသေးအံဆွေးနွေးနေကြတဲ့စူဖလားတွေမရရင်အာဒီတာကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့ကိစ္စကိုသူကရန်လည်းသဘောပေါက်ထားတယ်ဆိုတာကိုဒီအဖြေကနေတစ်ဆင့်ကျွန်တော်တို့မြင်ရပါတယ်နောက်ဆုံးတစ်ချက်ကတော့အာဆနယ်အသင်းပေါ်မှာစူဖလားတွေရရှိမှဖြစ်မယ်ဆိုပြီးတော့ပြောနေဆိုနေကြတဲ့အပေါ်မှာသူ့ရဲ့တုံ့ပြန်ချက်ပါသူကတော့ဒါကိုတော်တော်လေး welcome ဖြစ်တယ်ဒီလိုမျိုးပြောတယ်ဆိုတဲ့ကအာဆနယ်အသင်းဒီစူဖလားရဖို့အတွက် ready ဖြစ်နေတဲ့အသင်းတစ်သင်းထိတ်တန်းအသင်းတစ်သင်းဖြစ်နေတယ်ဒါကြောင့်မို့လို့ဒီစကားမျိုးပြောတာဆိုပြီးတော့အာဒီတာကပြန်ပြီးဖြေသွားခဲ့ပါတယ်ဒါကိုကျွန်တော်လက်ခံပါတယ်အသင်းဒီအောင်မြင်မှုနဲ့နီးစပ်လာလေအောင်မြင်မှုရဖို့အတွက်ကျွန်တော်တို့ဘက်ကစိတ်အားထက်သန်လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကစူဖလားလိုချင်တာကတစ်ပိုင်းကိုအသင်းဘယ်နေရာကလာခဲ့တယ်ကိုအသင်းဘယ်လိုအခြေအနေကနေဒီလိုအဆင့်ကိုရောက်လာတယ်ဆိုတာကိုလည်းမမေ့ဝအောင်ပြန်ပြီး remind လုပ်နေရတာပေါ့နော်သိတဲ့အတိုင်းပဲအသင်းကဖလားမရတာက20လောက်ကိုရှိပါပြီဟိုးရင်တော့ရတဲ့ဖလားဆိုတာလေဗျာကြုံတွေ့သည့်ပဲသိခဲ့ရတာခံစားသည့်ဆိုတာကြတော့နည်းနည်းလေးအကန့်အသတ်ရှိတယ်အခုလိုမျိုးတယောက်နဲ့တယောက်အပြန်အဆိုင်ပြောနေကြတဲ့ social media ခေတ်မှာဖလားရတာကပို့ပြီးတော့အရသာရှိမှာပေါ့လေပြောချင်တာကတော့ကျွန်တော်တို့အသင်းဖလားဝေးနေတာကြားလာပြီဒါအပြင်ဖလားမရယုံနဲ့မကဘူးအသင်းရဲ့အနှစ်သာရလည်းပျောက်ဆုံးအရှိန်အဝါလည်းပျောက်ဆုံးရလက်ကောင်းတွေလည်းပျောက်ဆုံးနေခဲ့တဲ့နှစ်တွေကလည်းတော်တော်ကိုကြားခဲ့ပြီဆိုတော့ဒါတွေကိုဖြည့်ရှင်းပြီးတော့မှစူဖလားဆိုတဲ့အဆင့်ကိုကျွန်တော်တို့ကရောက်ကြတာစူဖလားမှန်းနေတယ်ဆိုတော့ကျန်တဲ့ကိစ္စတွေမှာပြီးမြောက်အောင်မြင်ခဲ့ပြီဆိုတဲ့သဘောကိုလည်းစောင်းပါတယ်အာဒီတာမှာလိုအပ်ချက်တွေရှိတယ်ကျွန်တော်လည်းအရင်မကြိုက်တဲ့အချက်တွေရှိတယ်ဆိုပေမဲ့သူတာဝန်ယူထားတဲ့အပိုင်းတွေကတော့တော်တော်လေးကျဲပြန့်ပါတယ်တချို့တွေလည်းကျွန်တော်လာမေးကြတယ် face ဘလောက်ရောက်ပြီလဲပါညာပေါ့နော်ဒါလည်းကျွန်တော်သိချာမသိဘူးသို့တော့အာဒီတာရဲ့ပြောစကားအရာတော့လာမယ့်ရာသီဒီစူဖလားတွေကိုတကယ်ရရှိအောင်လို့အယောအစားကြီးကြီးနဲ့လုပ်ရမယ့်အခြေအနေမှာရောက်နေပြီဆိုတာကိုတော့ကျွန်တော်တို့သိရတယ်ဒီလိုအခြေအနေမှာအာဒီတာရဲ့ပုံစံကဂမူရှူရိုဖြစ်မနေဘဲနဲ့တည်တည်ငြိမ်ငြိမ်ရှိနေတယ်ဆိုတာလည်းကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့သတင်းစာရှင်းလင်းပွဲရဲ့အနှစ်ချုပ်ကတော့ဒါပဲလက်ရှိ player တွေရဲ့ကစားနိုင်တဲ့အခြေအနေတွေကိုမေးတယ်ရူမာရီနဲ့ပတ်သက်ပြီးမေးတယ်အန်ဒရီယာဘာတာနဲ့ပတ်သက်တဲ့မှတ်ချက်တွေမေးတယ်ပြီးတော့စပါအသင်းဖလားရသွားတဲ့အပေါ်မှာဘယ်လိုရှိလဲပါညာမေးတယ်ဒါတွေအကုန်လုံးကိုအာဒီတာ smooth ဖြစ်ဖြေသွားတယ်ဒါထပ်ပို့ပြီးပြောရရင်တော့ဟိုအရင်တုန်းကအာဒီတာကိုကျွန်တော်တို့ပြန်ပြီးတော့မြင်ခဲ့ရတဲ့ press conference လို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ်
တခုကြံခဲ့ပါသေးတယ်သူလည်းပဲအမျိုးသမီး final ပွဲစဉ်ကိုအားပေးပါလိမ့်မယ်ဒီတစ်ချက်မမေ့ပါနဲ့ကျွန်တော်တို့မှာကြည့်စရာ final တခုကြံပါသေးတယ်အဲ့တော့ဗီဒီယိုလေးကိုသိမ်းရအောင်အာဒေတာရဲ့ပုံစံကပိုပြီးတည်တည်ငြိမ်ငြိမ်ဖြစ်လာတယ်လို့ကျွန်တော်ခံစားရတယ်သူပြောခဲ့တဲ့စကားအတိုင်းပဲခရီးတွေပါသွားပြီးတော့အေးအေးဆေးဆေးနားပါစေကျန်တဲ့ကိစ္စတွေကို Andrea Pata နဲ့ board အဖွဲ့ကလုပ်ဆရာရှိတာတွေကိုအကောင်းဆုံးလုပ်နိုင်ကြဖို့ပဲကျွန်တော်တို့မျှော်လင့်ရမယ်ဆဲဆရာရှိရင်လည်းခေါင်းစဉ်ပြောင်းပြီးကျွန်တော်တို့ဆဲရမှာပေါ့လေဘသူကဘယ်အပိုင်းလုပ်မယ်ဆိုတော့ကိုတိတိကျကျကြီးသူတို့ထုတ်ပြောပြီးသွားပြီပဲဆိုတော့အားပြည့်အင်ပြည့်နဲ့နောက်ရာသီမှာပြန်လာနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်အနည်းဆုံးတော့ဒီသတင်းစာရှင်းလင်းပွဲကိုကြည့်ရတာပြီးခဲ့တဲ့ခေါက်တွေမှာစကားတွေကြုံပြီးတော့ဟိုပြောဒီပြောဖြစ်နေတဲ့မိခေးကိုမြင်ရတာထက်ပို့ပြီးတော့ smart ကြရှိလာပါတယ်ကျွန်တော်ကတော့ကိစ္စအများစုကိုသဘောတူတယ် binary ဖြစ်တဲ့ကိစ္စကိုသူက absolutely yes လို့ပြောပေမဲ့ကျွန်တော်ကတော့အဲ့လောက်တော့မဟုတ်ပါဘူး0နဲ့1ကြားမှာတခြားသောတန်ဖိုးတွေအများကြီးရှိသေးတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆွေးနွေးချင်တာလေးတွေရှိရင် comment မှာရေးသွားလို့ရပါတယ်မနက်ဖြန်တစ်ရက်ကိုဒီ channel မှာ Arsenal အသင်းအကြောင်းပြောတာလေးတွေကျွန်တော်နားပါမယ်အချိန်အားလေးများရရင်တော့ music အကြောင်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်2မိနစ်3မိနစ်လောက်လေးတစ်ခုခုပြောပြပါမယ်ဒါပေမဲ့ဘောလုံးအကြောင်းလေးကိုတော့တစ်ရက်လောက်နားခွင့်ပြုပါခင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်